မင်္ဂလာပါရှင်ကမ္ဘာ့နိုင်ငံခြားရေးဝန်ထမ်းဆိုလူစီတော်ရဲ့ရေတို့အလို့သူတွေကချင်းပြည်မြို့မှာအခုဆိုရင်တော့ကိုစီရဲ့ဆိုင်ကိုချက်လက်ဖယ်လိုက်တဲ့ကိုကိုပြမဲ့အေးအိန္ဒိယနိုင်ငံချုံပကြားမဲ့တဲ့လူစီတော်ရဲ့ရောဆိုင်ပုံဝဲခံရလေးဖြစ်ပါရဲ့ရှင်ပကြားဆိုတာတော့အိန္ဒိယနိုင်ငံချုံပလန်နလုံးကျအေးစီရိုဆိုင်ကိုအသုံးပြုချပြီးအေးစီလေးအေးစီလေးအေးစီဝါအေးစီလေးတွေပါရှိတဲ့အယုံဆွဲအကောင်းဆုံးနဲ့စိတ်ချယုံကြည်စွာနဲ့လူလာတိုက်တဲ့ brand ကိုပဲမဟုတ်ပါလားရှင်။ကိုကိုဖြူမဲလေးဆိုတာကလေဒီမျိုးမှာ automatic နဲ့ပတ်သက်လာပြီဆိုရင်တော့2000ပြည့်နှစ်ကစတဲ့လို့ဆိုင်ကသုံးလေးတွေကိုရောင်းချလာတဲ့နေရာမှာ customer ခိုင်မာရရှိထားတဲ့ရောင်းဆိုင်တွေပဲဖြစ်ပါတယ်။ဖြစ်တဲ့ပေါ်လေးကိုဝယ်သူစစ်စီနဲ့စီမဲဝတ်ဆောင်မှုကောင်းနေတူအမြင့်ဆုံးတစ်ခုလေးကိုတော့မကြည့်ဘဲနဲ့ဝယ်သူပေါင်းစပ်လို့အစီအပြေစေယူတာအလေးထားရောဆောင်ပေးနေတဲ့ဆိုင်ဆိုရင်လည်းမှန်ပါပါရှင်။ပဇာမင်းစီရဲ့အားသာချက်များစွာနဲ့ဒီလိုရဲ့အကောင်းဆုံးရောင်းဆိုင်တွေကို2003ခုနှစ်ကလေးကစတင်လက်တွေ့နေရာကနေစတင်ပြီးဝယ်သူတွေရဲ့အားပေးပုံများစွာကိုအခိုင်အမာရရှိခဲ့တာအခုလိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူ customer ရဲ့စိတ်နှက်မှုတွေကိုသိပိုက်သွားမယ်အယောင်ခံတဲ့တဲ့ခုလိုမင်္ဂလာရှိစွာဂုဏ်ယူစွာနဲ့ရောင်းစားတဲ့စိတ်ထဲမှာဖိလက်ချောင်းလိုက်တာဂုဏ်ယူစွာဖြင့်ခရီးတော်ပါလိုက်ရစေလားရှင်ကျေးဇူးတင်ပါတယ်ရှင်ပုံပေါ်ပြုမလေးလေးဗကြားမာရီကိုယ်စီရောင်းပြတဲ့ဖွင့်ပွဲခမ်းနားတို့ကျောင်းတော်ချင်းချင်းကြပါတော့ဂုဏ်ရှိအေဒီလိုလူချင်းများအားလုံးနဲ့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကြောင်းဥစွာပထမကျမ MC ခိုင်စာတွေကဘာလို့ပြေဖွင့်ဖွင့်ဆက်တာပါလဲရှင်ပထမဦးစွာဖေချုပ်ဖြတ်ဖွင့်လက်မဲ့အစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖေချုပ်ဖြတ်ဖွင့်လက်မဲ့မင်္ဂလာမော်လီယာဌာနမှာနေရာယူပေးနိုင်ပါရဲ့ MD ဦးမျိုးလီဟာစကင်လေးစားဆိုဖြင့်ဖက်တော်ပန်းချပ်ပါရရှင်ဆက်လက်ပြီးတော့ဖေချုပ်ဖြတ်မဲ့မင်္ဂလာမော်လီယာဌာနမှာနေရာယူပေးနိုင်ပါရဲ့ LD မှာ Country Manager ဝါချူလာစကင်လေးစားဆိုဖြင့်ဖက်တော်ပန်းချပ်ပါရရှင်ဒီမျိုးမှာ automatic နဲ့ပတ်သက်လို့2000ပြည့်နှစ်ကစတင်ပြီးစိုက်ကယ်3မိနစ်တွေကိုရောင်းချလာတဲ့နေရာမှာ customer ခိုင်မာရရှိထားတဲ့ကုန်ဖုံးပြမအေးလေးတို့ဟာဘေးချုံဖြစ်တဲ့မင်္ဂလာဌာနမှာနေရာယူပေးနိုင်ပါရန်စကယ်ကောင်းယူစွာဖြင့်ဖိတ်ကြားအပ်ပါရရှင်။လက်ခုပ်ကများနဲ့ဂုဏ်ပြုချင်းမြတ်ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။ 1 2 3 go successfully cuttingကိုကိုယူမဲ့အေးဒီပကြောင်းရီကိုလည်းရောင်းပြခဲ့တဲ့ဒီအောင်ရခုဆိုင်မှာစတင်ပြီးအောင်မြင်စွာဖြင့်စတင်ဖွင့်လှစ်ကြောင်းဂုဏ်ယူစွာဖြင့်တင်ညာအပ်ပါရရှင်ဒီပိုင်ရှင်နဲ့ဖြစ်နိုင်တယ်လို့ငါးသိန်းစုပိုင်ရှင်နဲ့ဖြစ်နိုင်ပါလားခင်ဗျာဒီမြောက်ရရနေတော့ဘယ်သူကများငါးသိန်းနဲ့လို့ကိုသားနိုင်ပေးမယ်လို့စိတ်ထဲမှာရှိတယ်သူ့ကိုတော့ငါးသိန်းပေးလိုက်မယ်ငါအပိုင်ဆိုင်ကစီးတော့ပြန်မယ်အဲ့လိုရည်ရွယ်ချက်နဲ့နိုင်ကြရပါတယ်ခင်ဗျာโอเคကျမဖတ်မယ်လက်ဒီတော့နေမလားတော့နေလားရင်းနေမယ်နံပါတ်ဘယ်လိုခေါ်လဲကိုကျော်မျိုးတိုက်ကစကူရရှိသွားပါလေခင်ဗျာ9သိန်းစုဖြစ်ပါလေခင်ဗျာဖြစ်ပါလေခင်ဗျာချင်းချင်းပေးကြပါဦးရှင်ဆိုလိုက်ကြရဖို့ဖိတ်ခေါ်ပါတယ်ကျမတို့အမြင့်ဆုံးကန်ထူးရှင်မညိုထွက်လက်ကောက်ကကျင်းတကယ်ကိုကြီးနှုံးမမြောက်ပါပါတယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်မပြုလုပ်တဲ့ကိုကိုပြုမလေးလေးပကြားကာရီ